အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝက်မာလာကို air fryer နဲ့အမြန်ဆုံးအလွယ်ဆုံးလုပ်စားပါမယ်ရှင်အသားကိုတော့ပေါင်သားလေးသုံးထားပါတယ်ဝက်သားလေးကိုဒီရွယ်လောက်လေးပဲမထူမပါသုံးပေးပါတယ်အရသာနဲ့တဲ့အခါမှာတော့အခုခွန်ပြသွားတဲ့ step တွေအတိုင်းပေါ့နော်ပေါင်သားလေးသုံးပြီးတော့နှက်ပေးလို့ရပါတယ်ရှင်ချင်းကိုတော့ခုံးကတုံးလိုက်စားချင်တာမလို့အရင်မညစ်တော့ပဲနဲ့ဒီအရွယ်လေးပဲသုံးပြီးတော့ထည့်လိုက်ပါတယ်မာလာရတာအတွက်ကိုတော့ဒီတစ်စိတ်လေးသုံးထားပါတယ်ရှင်မာလာအရတာကိုထုံထုံထိထိမိမိဆက်ဆက်လေးကြိုက်တဲ့လူတွေအတွက်လုံးဝ recommend ပေးပါတယ်သားတွေကို air fryer ထဲထည့်တဲ့အခါမှာတော့ဒီလိုမျိုး aluminum foil လေးကိုသုံးပေးပါတယ်ရှင်တိုင်မာကိုတော့180 degree Celsius နဲ့မိနစ်20ထားပါရှင်အသားကမိနစ်20နဲ့တင်ကျက်နေပါပြီဒါပေမဲ့ခုံးကနောက်ထပ်ရဲရဲလေးဖြစ်စေချင်လို့ပေါ့နော်နောက်ထပ်9မိနစ်လောက်ထားပါမယ်အဲ့9မိနစ်မှာခုံးကအရွက်လေးလဲစားချင်တာမလို့ထိုင်ဝမ်မုံညင်းလေးကိုထည့်ပြီးတော့တခါတည်းกินလိုက်ပါရယ်ခွန်ပြသွားတဲ့ step တွေတိုင်းတစ်ခုချင်းစီလိုက်လုပ်မယ်ဆိုရင်ခွန်တို့စိုက်မှာမစားသလိုပဲပေါ့နော်ဝက်မာလာအရသာထုံထုံဆက်ဆက်လေးကိုလုံးဝတစ်ချက်တည်းရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်